အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောက်ရှိနေတာကတော့ Bangkok Top Cap ဖြစ်ပါတယ် Bangkok ရောက်ရင်ကျွန်တော်တို့လုံးဝ F1 fan တွေကားမောင်းတာတိုက်တော်ဝါသနာပါတဲ့လူတွေအတွက်လုံးဝလာအောင်လာတဲ့နေရာလုံးဝမောင်းအောင်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ဒီနေရာကို location လေးရပြီးကျွန်တော် link လေးဒီဘေးမှာပြထားပြီနော်သူကဘာလဲဆိုတော့ cutting ဒီcutting ဆိုတော့ Formula 1နေမဖြစ်ခင်လုံးဝပမာဏသူတို့နိုင်ငံမှာဆိုတော့ကလေးဘွားမှာအသက်9နှစ်10နှစ်ကနေ6နှစ်လောက်မှာစပြီးမှကတ်တင်မောင်းနေပေါ့နော်။ဟိုကအင်ဂျင်ဒီမှာဆို290cc အင်ဂျင်တက်ထားတဲ့ကတ်တင်ဖြစ်ပါဒီကတ်တင်အခုဘန်ကောက်မှာဆိုရင်အစင်းနေဆုံးကတ်တင်ဒီ truck တစ်ခုဖြစ်တယ်လို့ပြောရပေါ့နော်။အဲ့ဒါလေးလည်းကျွန်တော် mention ပေးထားပါမယ်။ဘန်ကောက်ရောက်ရင်ကားမောင်းတာကိုလုံးဝခံစားကြည့်ဖို့အတွက်ပြောချင်ပါတယ်။ Let's goဘက်မှာတွေ့နေတာကလူကြီးကွင်းဒီဘက်မှာတွေ့နေတာဒါကလေးတွေရဲ့ကွင်းဖြစ်ပါတယ်ဒါကလေးတွေလည်းလာမောင်းလို့ရတယ်ပေါ့နော်ဘလို့လူကြီးတွေလည်းရသလိုကားမောင်းဝါသနာပိုင်ကလေးတွေကိုလည်းဒီမှာအေးစေးလာမောင်းခိုင်းလို့ရပါတယ်ကဲကျွန်တော်နဲ့တူအထက်ကိုဆက်ကြည့်လိုက်အောင်ကျွန်တော်ကတော့ဒီမှာအကောက်ဖွင့်ထားပြီးသားဆိုတော့ကျွန်တော်နာမည်လေးလုပ်ပြီးမှကျွန်တော်နာမည်လေးပြန်ပြောပြီးမှလက်မှတ်ဝယ်လိုက်ရုံပဲတကယ်လို့အခုမှအစ်စ်လာမဲ့လူဆိုတော့ဒီထိတ်လေးမှာ register လုပ်ရမယ့်နေရာလေးရှိရပါတော့ဒီနေ့အင်္ဂါနေ့မို့လို့ဒီနည်းနည်းလေးပဲရှိရယ်ပုံမှန်ဆိုရင်တော့ပြည့်ချက်နေပါတော့ခါရဲလာတာအကောင်းဆုံးဖြစ်ပါတယ်ပြပြလိုက်အောင်ကျွန်တော်တို့ဒါအခုတယောက်ချင်းစီဈေးနဲ့ပုံဆွဲလို့ရတဲ့ပုံစံတွေဒီမှာလာမောင်းလို့ရတဲ့ပုံစံတွေဖြစ်ပါတယ် main truck က900ပဲကျွန်တော်ကတော့ဒီခေါင်းစုပ်လေးဝယ်ထားပြီးသားဖြစ်တဲ့အတွက်900ပဲပေါ့ကျွန်တော်ဒီမှာ register လုပ်ပြီးသားဆိုတော့ back ကောက်ခါရဲသွားပြီးမှလက်မှတ်ဝယ်ပြီးမှမောင်းရုံပဲဖြစ်ပါတယ်Leo Space NMA ဒီလမ်းမရှာခိုင်းတယ်ဘုံမတွေ့ပြီးခဲ့တဲ့ခေါက်တော့ NFA မတွေ့ More moments later. 67 okay thank you ဒီမှာ session 67တယောက်ကို900ခေါင်းစုပ်ကရှိပြီးသားဆိုတော့ခေါင်းစုပ်ကို80ပေးစရာမလိုဘူးလို့ခေါင်းစုပ်မရှိသေးရလို့ဆိုရင်80ပေးရမှာဖြစ်ပါတယ် Nice. အခုဆို session 900ဖြစ်တဲ့အတွက် briefing room ကိုသွားမှာဖြစ်ပါတယ်ဒါ briefing room ပါ briefing room နဲ့ကိုသွားနေပြီဖြစ်ပါတယ် photo ခံဖြစ်ပါတယ် photo ဝယ်ပေးမှာဖြစ်ပါတယ် Hello hello 67 right okay photo ရင်ဆောင်းရပါတယ် okay please tray, put it down by yourself and some. Yeah, a bit tight for save your head only. Just photo ပြီးသွားရင်လည်းပြမလွယ်လိုက်ပါတော့မှာဒါက truck ကိုတွဲရဖြစ်ပါတယ် Whoa. Oh my god. Oh my god.
ဒီတကားစီးပြီးတော့လဲကောင်းနေမူးလိုက်တာဟောမလေးဒါပေမဲ့ဒီတကားစီးကလည်းနည်းနည်းနေသွားသလိုပဲအချိန်လျှော့ထားတာမသိဘူးနံပါတ်3ပဲရတယ်ကွာအမြတ်မမောင်းနိုင်ဘူးကျွန်တော်ခုနကနည်းနည်းပြောပြဖို့ကြံသွားလို့ဒီကောင်းမှာအခုဒီကောင်းမှာသုံးထားတာကဆိုဒီအာဒီတန်ကတ်တွေသုံးထားဖြစ်ပါတယ်ဆိုဒီအာဒီတန်ကတ်ကဒီကျွန်တော်တို့ဒီကတ်တွေတော့တွေ့ရတဲ့အတိုင်းပဲအများမြန်တယ်ကတ်တွေမှာဆိုလုံးဝအဆင့်မြင့်တိစောက်ထားတာသူရဲ့ easy drive ဆိုရဲဒီပညာနဲ့တိစောက်ထားတယ်သူရဲ့ shock absorber တွေ rover တွေနဲ့ဒီ safety harness တွေအကုန်လုံးဆင်ထားတာပေါ့နော်အဲဒါကြောင့် तू ကဘယ်လိုလဲဆိုတော့ဟိုတကယ်ကာမောင်းနေ feeling တိုင်းရပြီး ground မှာလုံးဝ grip ကလည်းကောင်းပြီးကတ်နေရပေါ့နော်သူရဲ့အမြန် speed ကလည်း75 km/h ထိရတယ်အဲ့တော့မောင်းလို့ရမ်းကောင်းပါတယ်ဒါပေမဲ့ဒီတစ်ခါကျွန်တော်လာမောင်းတာသူတို့ကနည်းနည်း short လိုက်တယ်ထင်တယ်အရန်မမြန်တော့ဘူး85အပြည့်မရတော့ဘူးလို့ထင်တယ်ဒါပေမဲ့ကျွန်တော်စီးရတဲ့စီးရပဲနည်းနည်းသိပ်မကောင်းလာတော့မသိဟုတ်လားမဟုတ်လားအခုကျွန်တော်ကြည့်နေရလဲတော်တော်နေွားကြကျွန်တော်17လပိုင်းတော့မောင်းတော့ဆိုရင်အခုထက်ပိုမြန်တယ်တော်တော်ကြီးမောင်းလို့ကောင်းတယ်ပေါ့နော်အခုဒီတစ်ခါစီးရဲ့ experience သိပ်မကျေနပ်ဘူးသူတို့ short လိုက်တယ်လို့တော့ထင်တယ်ဘာလို့လဲဆိုတော့နေွားတာပေါ့ဒါပေမဲ့အခုမှစမောင်းမဲ့လူတွေကကာမောင်းတာဝါသနာပါရဲ့လူဆိုရင်တော့လုံးဝလာအောင်မောင်းသိမ့်ပါတယ်ပြီးတော့ဒါကဒီကောင်ကအခုဘန်ကောက်တစ်မျိုးလုံးမှာဘန်ကောက်ပေါ့ဒီထိုင်းတဲ့နိုင်ငံလုံးနဲ့ဘန်ကောက်တစ်မျိုးလုံးမှာအဆင့်အမြင့်ဆုံးကွင်းလို့လည်းပြောတယ်ဒီကွင်းဒီဇိုင်းကိုရေးဆွဲပေးတာလည်းဒီ Captain Champion လို့ပြောရဲပေါ့နော်သူရဲ့ဒီ website မှာအတိအကျတင်ထားတယ်ကျွန်တော်ပြောတာမလုံလောက်ဘူးကျွန်တော်ပြောတာထပ်ပိုတည်ကျင်တယ်ဆိုရင်တော့အသေးစိတ်တော့လေ့လာလို့ရပါတယ်ဒီဘက်မှာ Central Wall နဲ့လည်းနီးတယ်ကျွန်တော် location လေးချထားပေးပါမယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ်တတား